မင်္ဂလာပါကျွန်တော်ဆရာတင်မောင်မြင့်ဘာသာပြန်ထားတဲ့မဒန်ဂျူရီဆိုတဲ့စာအုပ်လေးကိုဖတ်ပြတာဒီကနေ့အပိုင်းလေးအနေနဲ့ဆက်ပြီးဖတ်ပြပေးခြင်းပါတယ်ခန်းစားနားဆင်ပေးကြပါဦးဂျူရီတို့ဇနီးမောင်နှံကိုပထမဦးဆုံးဂုဏ်ပြုသည့်နိုင်ငံမှာအင်္ဂလန်နိုင်ငံဖြစ်၏1903ခုနှစ်ဇွန်လထဲတွင်ဗြိတိရှတော်ဝင်သိပ္ပံမှရေဒီယံအကြောင်းဟောပြောပို့ချဖို့ပီယာကိုဖိတ်သည်ပီယာကဖိတ်ကြားချက်ကိုလက်ခံလိုက်သည်ဟောပြောပွဲသို့လန်ဒန်တစ်မြို့လုံးအုံအုံကျွတ်ကျွတ်လာရောက်နားထောင်ကြ၏ရေဒီယံ၏မိဘနှစ်ပါးကိုလန်ဒန်သားတွေတွေ့ချင်းမြင်ချင်းကြသည်ဂုဏ်ပြုသည့်အနေဖြင့်ပန်းချင်းတွေပန်းကုန်းတွေလက်ဆောင်ပို့ပေးကြသည်ပီယာသည်စော်ဘွန်းစာသင်ခန်းများထဲတွင်ဝတ်ခဲ့သည့်ဝတ်စုံဖြစ်ပင်ဧည့်သည်များကိုအလွန်အမင်းယဉ်ကျေးပြနေရ၏စိတ်ထဲတွင်တော့ထွက်ပြေးခြင်းနေမိသည်မာရီကမူထောင်ပေါင်းများစွာသောမျက်လုံးများနှင့်စိတ်မသက်မသာရင်ဆိုင်နေရသည်ကဘာပေါ်တွင်အရှားပါဆုံးမိန်းမသားတစ်ယောက်ကိုသူတို့စိုက်ကြည့်နေကြခြင်းဖြစ်၏သိပ္ပံပညာရှင်မှာမိန်းမသားတဦးဖြစ်နေသောကြောင့်ပင်ဖြစ်သည်ဝတ်ထားသည့်ဝတ်စုံကအနက်ရောင်လက်ချောင်းသွဲကလေးများကအက်ဆစ်ကြောင့်ပုံပြက်ပန်းပြက်ဖြစ်နေသည်လက်စွပ်ဟူ၍တကွင်းတလေများမရှိလဲတိုင်းရင်တွင်တော့စိမ်ပွင့်ကလေးများတလက်လက်တောင်းနေ၏မာရီကစိမ်ပွင့်ကလေးများကိုငုတ်ကြည့်လိုက်မိ၏စိတ်ထဲပျော်သွားသည်ထင်၏တပြိုင်တည်းတွင်လင်းတော်မောင်ကလည်းစိမ်ပွင့်ကလေးများကိုအမှတ်မထင်စိုက်ကြည့်နေကြောင်းမာရီသတိထားလိုက်မိသည်ထိုညအဝတ်လဲနေရင်ဒီလိုယတနာမျိုးရှိတယ်ဆိုတာတော့မာရီမသိဘူးသိလာတာပဲနော်ဟုမာရီကပီယာကိုလမ်းပြောသည်ပီယာကရဲပြီးတော့ညစာစားပွဲမှာမောင်ဘာတွေတွက်နေသလဲသိလားမိန်းမတွေရဲ့လေပင်မှာဆွဲထားတဲ့ကြောက်မြက်ယတနာတွေကိုထုခွဲပြီးဓာတ်ခွဲခန်းနေစောက်လိုက်ရရင်ဘယ်နှခုလောက်များရမလဲလို့လေထို့နှစ်နိုဝင်ဘာလတွင်ဗြိတိရှတော်ဝင်သိပ္ပံအဖွဲ့မှဂျူရီဇနီးမောင်နှံကိုအမြင့်ဆုံးဘွဲ့ထူးဖြစ်သည်ဒေဗီရွှေတံဆိပ်ဆုကိုချီးမြှင့်လိုက်သည်မာရီနေမကောင်းသဖြင့်အင်္ဂလန်သို့ဘွဲ့တံဆိပ်လက်ခံရန်ပီယာတယောက်တည်းထွက်လာခဲ့ရသည်အေယာမရွှေတံဆိပ်ကြီးကိုပြင်သစ်သို့တည်ပြန်လာပြီးဘယ်မှာထားရမှန်းမသိဖြစ်နေ၏ဤသို့ဖြင့်ရွှေတံဆိပ်ကြီးမှာနေရာအတီတကျမရှိပဲပျောက်နေလိုက်ပြန်တွေ့လိုက်နှင့်မြုပ်ချီပေါ်ကြီးဖြစ်နေ၏နောက်ဆုံးတွင်စိတ်ကူးပေါက်ပြီးသမီးကလေးအိုင်ရင်းကိုပေးထားလိုက်သည်အပေါင်းသေးများအိမ်ရောက်လာလို့ကြည့်ချင်းလင်ပီယာကစားစရာတွေနှင့်ပြောနေသောသမီးကလေးကိုညွှန်ပြရသည်ရွှေတံဆိပ်ကြီးသည်ကလေးကစားစရာတွေနှင့်ရောနေ၏သမီးကလေးကအဲ့ဓာကြီးကိုသဘောကျတယ်ဗျာဟုပီယာကပြောတတ်သေးသည်ခရီးနှစ်ခေါက်ထွက်ဖြစ်ကြသည်ပျော်စရာကောင်း၏သမီးကလေးကရွှေပြားဝိုင်းဝိုင်းကြီးနှင့်ကစားလို့ကောင်းတော့ဒီကာလမှာတန်စုံတီးဝိုင်းကြီးမှာတေးတပုတ်ဤအတန်လိုင်းများအထွတ်အထိပ်မရောက်မီခြေစင်းဂီတနှင့်ဆင်တူလေသည်1913ခုနှစ်တွင်ရူပဗေဒနိုဘယ်ဆုကိုကျူရီဇနီးမောင်နှံနှင့်ဟင်နရီဘက်ကွာရဲပူးတွဲရရှိသွားလေသည်ပီယာနှင့်မာရီတို့ကရေဒီယိုတက်သူကြွခြင်းကိုရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့်ဆုချီးမြှင့်ခံရခြင်းဖြစ်လေသည်ဒီဆုမှာပီယာနှင့်မာရီကိုကဘာကျော်အောင်ဖန်တီးပေးလိုက်သည့်ဆုဖြစ်၏လက်ထောက်တွေငားနိုင်ပြီပီယာအကိုနှင့်မာရီအမများကိုလက်ဆောင်တွေဝယ်ပေးနိုင်ပြီငွေလဲချေးနိုင်ပြီသိပ္ပံအဖွဲ့အစည်းများသို့ငွေတွေလူဒန်းသည်တန်မိုးကြီးကြီးလက်ဆောင်ပစ္စည်းများကိုပိုလန်ကျောင်းသူကျောင်းသားများအားပေးသည်ဓာတ်ခွဲခန်းလုပ်သားများနှင့်စီဗာရဲ့မိန်းကလေးကျောင်းမှာကျောင်းသူများကိုလည်းမမေ့ငယ်ငယ်တုန်းက
ဝါစောတွင်မာရီအားပြင်သစ်စကားသင်ပေးသည်ဆင်းရဲလာသောပြင်သစ်မကြီးကိုပြေးတတိယသဖြင့်ပြင်သစ်ပြန်ရောက်ဖို့စိတ်လျှော့ထားသည့်အဖွားအိုအားမာရီကလမ်းစရိတ်ပို့ပေးပြီးဖိတ်လိုက်သည်ရောက်လာတော့အိမ်တွင်ခေါ်ပြီးတဲခိုစေသည်ပြင်သစ်အဖွားအိုမှာမမျော်လင့်သည့်အခွင့်အရေးကြောင့်ပျော်မဆုံးဖြစ်ကာမျက်ရည်ကျရရှာ၏ကိုကိုကိုဂယူးဆိုင်ရမည်ကိုလည်းမာရီတတိယပါသည်ဧည့်ခံကလေးကိုနယံကတ်စကူတွေကတ်သည်အိမ်သာရေချိုးခန်းကိုခေတ်မီအောင်ပြန်ပြင်သည်နိုဘယ်ဆုယူဧည့်ခံပွဲများကိုတက်ရန်အုတ်ထုပ်ကလေးတစ်လုံးဝယ်ဖို့ကိုတော့မာရီတတိမရမည်တို့ကြော်ကြားရမည်ကိုမာရီမသိမိမိတို့လင်မယားစ조사အားထုတ်မှုရလဒ်ကိုလူတွေတလေးတစားရှိကြသည့်အတွက်တော့ဝမ်းသာနေမိသည်ဝင်နှင့်အာမများလောက်အောင်လှုပ်ခဲရသည့်အလုတ်ပမာဏကိုအထိုက်အလျောက်လျှော့ချနိုင်ခဲ့ခြင်းနှင့်ဖရန့်9000ရခြင်းအတွက်လည်းကျေနပ်နေမိ၏ကြံသည့်အပိုင်းကတော့စိတ်ပြက်စရာစိတ်ညစ်စရာတွေကြီးဖြစ်၏လူတွေနှင့်အဆက်အဆံကျဲသည်သူတို့လင်မယားဝစ်လေသလိုဖြစ်လာ၏လူတွေကသူတို့ကိုလေးစားခင်မင်မှုဖြင့်အတင်းဆက်ဆံလာကြ၏ပီယာနှင့်မာရီရောက်နေသည့်ဘဝကဏ္ဍသည်တနာစရာပင်ကောင်းနေသည်သူတို့ဆက်လုပ်ရမည့်အလုပ်တွေကရှေ့တွင်အပုံအပင်ရေဒီယိုတက်သူကြွသူတေသနာကိစ္စကပြီးဆုံးသည်မဟုတ်သေးကာကြီးရေကပင်ရှိသေး၏သူတို့ကအလုတ်လုတ်ခြင်းသည်လှုပ်ရှားတွေရှိသည်တို့ရာတွင်နိုဘယ်ဆုနှင့်အတူကပ်ပါလာသည်ကြော်ကြားမှုကြောင့်ထောင်နှင့်ချီသောသတင်းစာစောင်းပါးများကြောင့်ယောက်ျားမိန်းမတန်းနှင့်ချီပြီးသူတို့နှစ်ယောက်ကိုစိတ်ဝင်စားလာကြသည်သူတို့အလွန်တန်ဖိုးထားခဲ့သောသူတို့အမျက်နိုးဆုံးဆိုသောစိတ်ဤငြိမ်းချမ်းမှုလွတ်လပ်စွာစဉ်းစားတွေးခေါ်မျှော်မြင်မှုတို့ဆုံးရှုံးရလေပြီနိုဘယ်ဆုရပြီးရက်ပိုင်းအတွင်းပီယာကတငယ်ချင်းတယောက်စီကိုစာရေးကာရင်ဖွင့်လေသည်ဒိုးနှစ်ယောက်နောက်ကိုစာနယ်ဇင်းသမားတွေကဘာအရက်ရက်ကဓာတ်ပုံသတင်းထောက်တွေတကောက်ကောက်ရှောက်လိုက်နေတယ်ကွာကို့သမီးကလေးနဲ့ကလေးထိန်ကောင်မလေးအပြန်အလှန်စကားပြောတာတော့သူတို့ပြန်ရေးနေကြတယ်အိမ်မှာမွေးထားတဲ့အနက်နဲ့အဖြူကြားကြောင်မကလေးအကြောင်းကအစပုံကြီးချဲ့နေကြတယ်ပတ်စံတွေအများကြီးရတာတော့ဟုတ်ပါရဲ့အော်တိုရေးခိုင်းတဲ့လူတွေကလည်းတမောက်အထက်တန်းလွာဆိုတဲ့လူတွေကတမျိုးအိမ်ကိုလာတဲ့အထဲမှာသိပ္ပံပညာရှင်တွေတောင်ပါတယ်ကွာနားချိန်မရှိအလုတ်လောက်ချိန်မရှိဓာတ်ခွဲခန်းထဲမှာလည်းအလားတူပဲထိုစာထဲတွင်မာရီကထပ်ဖြစ်ရေးသေးသည်အိမ်မှာပွဲလောညံနေတာပဲမာရီတို့အလုတ်လောက်ချိန်မရှိအောင်သူတို့လုံနေကြတယ်ခက်ပြက်ပြက်လုံမှဖြစ်တော့မယ်ဆိုပြီးဧည့်သည်လာရင်မတွေ့ဘူးလို့ဆုံးဖြတ်ပေမဲ့မရဘူးဘလို့မှတားဆီးလို့မရဘူးမာရီတို့ဘဝကလေးဟာဘွဲထူးဂုံတူးတွေနဲ့ကြော်ကြားမှုကြောင့်ပျက်စီးသွားပြီလာတဲ့စာတွေမသိမ်းနိုင်တော့လို့လွတ်ပြစ်မိတဲ့အတွက်တော့စိတ်မကောင်းဖြစ်မိတယ်စာတွေထဲမှာရေဒီယံကိုဖွဲ့ဆိုတဲ့ကြပြားတွေတချင်းတွေတောင်ပါတယ်လေမနေ့ကရတဲ့အမေရိကန်ကစာတစ်စောင်မှာသူ့မြင်းကိုမာရီဂျူရီလို့နာမည်ပေးချင်ပါတယ်တဲ့ခွင့်ပြုနိုင်ပါမလားတဲ့မာရီတို့ရဲ့အလုတ်မှအလုတ်ဆိုတဲ့ကဘာကလေးကတော့တဆစီဖြစ်သွားပါပြီလေလူသိများလာခြင်းကြောင့်ဖြစ်ရသောစိတ်သောကများသည်ကြာတော့အရေးထူလာသည်နိုဘယ်ဆုရှင်အဖြစ်ဝိုင်းအကြည့်ခံရခြင်းတဲ့အိမ်မှာဖြစ်စေဓာတ်ခွဲခန်းမှာဖြစ်ဖြစ်အလုတ်လုတ်၍နေခြင်းပါသည်တနေ့တခြားလူတွေကိုပို၍ရှောင်တက်လာသည်ဇက်မြုပ်နေဖို့ကြိုးစားသည်ဘယ်တော့မှမသိဘူးမမြင်ဘူးသူကခမညာမဒန်ကျူရီမဟုတ်ဘူးလားဟုဇွတ်အတင်းလိုက်မေးလင်တိတ်အားမဆိုင်ရတော့ပဲပုံမှန်လေတံဖြင့်လူမားနေတယ်ထင်ပါတယ်ဟုခက်တီတီပြောတတ်လာသည်မလွဲမရှောင်သာပဲသူတို့ကိုချစ်ခင်လေးစားသူများနဲ့
စုံရသည့်ပွဲများတွင်တော့မာရီသည်ခင်မွန်းလုပ်သူပီယာကဲ့သို့ပင်ညီးငွေ့ခြင်းလူသောထဲတွင်မပျော်ပိုက်ခြင်းတို့ကိုတိတ်ပိရိခြင်းမရှိဘဲဖုံးကွယ်နေရ၏ဒီအဖြစ်ပြက်ပေါင်းများစွာထဲမှာတစ်ခုကမူပြောစမတ်တွင်ခဲ့လေသည်အဲလီဆေးနန်းတော်တွင်ပြင်သစ်သမ္မတလူဘဲနှင့်မာရီတို့လင်မယားဆုံရသည်အမျိုးသမီးကြီးတစ်ယောက်အနားရောက်လာပြီးမဒန်ဂျူရီကိုမေးသည်ဂရိတ်ဘရင်မင်းမြတ်နဲ့တွေ့လိုက်ပါလားဟင်မိတ်ဆက်ပေးမယ်လေမာရီကတိုးညင်းသည့်အတန်ကလေးဖြင့်ရင်ကျေးစွာနဲ့ပင်ရိုးသားစွာပြန်ပြောလိုက်သည်တိတ်အကြောင်းထူးမယ်မထင်ပါဘူးရှင်အမျိုးသမီးကြီးမှာမျက်နှာပြတ်သွားသည်မာရီခေါင်းထဲတွင်လျှက်စီးတစ်ချက်ဝင်းလက်သွားသည်ဖျားမိမိမမတ်မိလိုက်သည့်အမျိုးသမီးကြီးမှာသမရကြောမရန်လူပဲပါလားမာရီမျက်နှာထူပူသွားသည်ချက်ချင်းသတိဝင်လာပြီးအနုအညွတ်တောင်းပန်လိုက်သည်သမရကြောစီစဉ်တဲ့အတိုင်းကျမလိုက်နာပါမယ်ရှင်တွေ့ပါမယ်နော်ပီယာသည်အချိန်အကုန်မြန်နေခြင်းအတွက်စိတ်အနှောက်အယှက်ဖြစ်လျက်ရှိသည်ထိုလူရွယ်သည်သူ့ခန္ဓာကိုယ်ဖွဲ့စည်းမှုယိုယွင်းနေပြီးသေရမည့်အချိန်နီးကပ်နေပြီဟုတွေးတောကြောက်ရွံ့နေခြင်းလောသူ့ဆုံးဖြတ်ချက်များမှန်းထားချက်များကြောင့်မိန်းမကိုချစ်စနိုးနဘူးနဇာလုပ်သည်မိမိတို့သူသေသနာလုပ်ငန်းမှာတိတ်နေကွေးလွန်းနေကြောင်းမအိပ်မနေလောက်ကြရတော့မိအကြောင်းစသည်ဖြင့်မာရီကလင့်စကားကိုမြေဝဲမကျနားထောင်သူရှိသမျှအင်အားကိုညှစ်ထုတ်ပြီးပီယာပြောသမျှလိုက်လုပ်သည်ကိုစွမ်းရှိသမျှထက်အင်အားပိုသုံးပြီးလုပ်သည်16နှစ်သမီးကစပြီးမနိုင်ဝန်ထမ်းခဲ့သူမဟုတ်လားအလုတ်ကိုချစ်မြတ်နိုးခဲ့သူမဟုတ်လားမာရီသည်အယိုးသားဆုံးဘဝလမ်းကြောင်းကိုရှောက်လန်းလိုသူဖြစ်သည်မယားဝတ်တရား၅ပါးကြေပွန်ဆုံးဇနီးကောင်းတစ်ယောက်မိဘဝတ်တရားအကြေပွန်ဆုံးမိခင်ကောင်းတစ်ယောက်ဖြစ်လိုသည်ဒီအတွက်ရေဒီယံကိုမေ့ထားရမလို့ဖြစ်လာသည်ကောင်းကောင်းစားရမည်ကောင်းကောင်းအိပ်ရမည်ပြီးလျင်စိတ်ကိုအနာပေးရမည်တို့ရာတွင်မိုးလင်းသည်နှင့်အသစ်သောလှုပ်ရှားတာဝန်တွေကတိုး၍သာလာနေသည်မာရီအတွက်1914ခုနှစ်သည်အပင်ပန်းဆုံးနှစ်ဖြစ်၏ဒုတိယကိုဝန်ရှိလာပြန်သည်ကျောင်းကခဏခွင့်ယူလိုက်ရသည်ညပိုင်းဓာတ်ခွဲခန်းမှပြန်လင်လေးလံနှုံချိကပီရလက်မောင်းကိုတွဲလိုက်လာရ၏တခါတရံဝါစောကိုတတိယသဖြင့်အလွန်ကြိုက်သောငါးဥစားနယ်ဝယ်ပြန်သည်ညီမကိုမွေးဖွားပေးဖို့ဘရွန်ညာပိုလန်မှရောက်လာသည်လုံးဝပြောင်းလဲနေသည့်မာရီကိုတွေ့တော့အထိတ်တလန့်ဖြစ်သွားသည်စိတ်သက်ကြနေသည့်ပုံမွေးကရင်ပေါ်တွင်ဝေဒနာကိုအပြင်းအထန်ဇက်တိုက်ခံစားနေရ၏နောက်ဆုံး1904ခုနှစ်ဒီဇင်ဘာလ6ရက်နေ့တွင်ဗရုံးရောင်ကေတာနှင့်ဝဝကိကိဒုတိယသမီးကလေးကိုဖွားမြင်သည်သမီးကလေး၏အမည်မှာအေးဝကျူရီပင်ဖြစ်သည်ပျော်ပျော်ရွှင်ရွှင်ရှိပုံမရသည်ညီမလှုပ်သူကိုကြည့်ပြီးဘရိုညာတယောက်စိတ်မကောင်းဖြစ်နေသည်ဘရိုညာပြန်သွားတော့မာရီပို့ပြီးစကားနဲလာသည်အေးဝကလေးရဲတက်ပြုံးသက်လာတော့မှမအေလှုပ်သူပါလိုက်ပြီးရဲမောမောရွှင်ပြဖြစ်လာသည်သမီးကလေးနှစ်ယောက်ကြောင့်မာရီနှလုံးသားများနူးနူးညံ့ညံ့ပြန်ဖြစ်လာသည်အိုင်ရင်းနှုံးကလိုပင်အေးဝကလေးမွေးသည့်နေ့မှစပြီးကလေးအကြောင်းအသေးစိတ်မှတ်တမ်းရေးသည်မီးထွက်ပြီးအနားယူခွင့်ရလိုက်သဖြင့်ဘဝသည်ပုံမှန်အတိုင်းပြန်ဖြစ်လာသည်ခက်မှန်မှန်လန်းရမည်ဘဝလမ်းကျမ်းပေါ်သို့ပြန်လေရောက်ရှိခဲ့လေပြီအကိုလှုပ်တူထံစာရေး၏ကလေးတွေကတော့ကျန်းမာပါပဲထွားလဲထွားကြတယ်အေးဝကလေးကအိတ်အနေနဲတယ်သူ့ကိုပကတ်ထဲမှာမအိတ်ပဲထားခဲ့ရင်ဒေါကန်တော့တာပဲပွေ့ချီပြီးအိတ်တဲ့အထိတိတ်ရတယ်
မနက်တိုင်းသမီးနှစ်ယောက်နဲ့အိမ်မာနေပြီးဓာတ်ခွဲခန်းကိုနေ့လယ်ပိုင်းပဲသွားတော့တယ်။စာသင်ချိန်လဲတစ်ပတ်မှာမနက်ပိုင်း2ချိန်ပဲယူနိုင်တော့တယ်။လောက်ဆရာတွေကလက်ကိုမလဲဘူး။အိမ်မှုကိစ္စကတစ်ဖက်ကလေးတွေကတစ်ဖက်ကျောင်းနဲ့ဓာတ်ခွဲခန်းကတစ်ဖက်ဟူ၍ဖြစ်လေသည်။အိမ်ကိုဘယ်ဧည့်သည်မှမလာနိုင်အောင်ခံတပ်တပွဲကာကွယ်ထားရသည်။လင်မယားနှစ်ယောက်အလွန်ရိုးစင်းသည့်ဘဝကလေးတစ်ခုတည်ဆောက်ပြီးလျှို့ဝှက်စွာဆက်နေကြ၏မျက်နှာလွဲရသည်အိမ်ဖော်တစ်ယောက်ရထားသည်ထမင်းဟင်းအချက်အပြုတ်လဲကောင်း၏သို့သောအိမ်ရှင်လင်မယား၏ချီကျူးစကားတစ်ခါမှမကြားရဘလောက်ကောင်းအောင်ချက်အကြောင်းကမထူအမျိုးသမီးကတိမခံနိုင်တော့သဖြင့်တနေ့တွင်သူချက်သည့်အမဲနက်ကိုအာရပါရစားနေသည်ပီရအားအရသာရှိမရှိမေးတော့၏ဟင်ဟုတ်လားကိုစားနေတာအမဲနက်လားကောင်းပါပါဟုပီယာကအလိုက်တင်ဖြေသည်မာရီကအလုတ်ဘလောက်ပင်ပန်းကလေးတွေအတွက်အချိန်ပေးသည်ကစားဖော်တွေနှင့်ကစားဖြစ်အောင်ရန်ဖန်ရန်ခါစုံပေးသည်သူတို့ကလေးများငယ်ဘဝကိုမတ်မိနေစေရန်ခရစ်စမတ်သစ်ပင်တပင်ပန်းပွင့်တွေဖျောင်းနိုင်တွေရောင်စုံမီးသီးတွေဝေဆာဆင်မြန်းပေးသည်ရန်ခါတွင်လှုပ်ဖော်ကိုင်ဖက်အပေါင်းအသင်းအနေအကျဉ်းဖိတ်ပြီးညစာကျွေးသည်ဟင်းတီဟင်းရွက်ကိုကိုယ်တိုင်ရွေးဝယ်သည်ညစာဝိုင်းပြင်းနှင့်စပွဲကလထိုင်အနေထားအားလုံးကိုယ်တိုင်စစ်ဆေးသည်နောက်ဆုံးတော့ဘိုးဘွားပိုင်ပြိဘောဂများကိုလက်ခံရတော့၏ဂရီဘာကူရှင်နှင့်မဟော်ဂနီဆိုဖာများရှေ့ဟောင်းကလထိုင်များသည်အယောင်ဖြော့အိတ်ခမ်းနှင့်လိုက်ဖက်နေ၏ကြက်တရေအရှိဆုံးမှာစာအုပ်ဘီရိုနှလုံးဖြစ်သည်ဘီရိုအပေါ်ဆင့်တွင်စာအုပ်ထူကြီးနှုတ်ကအခန့်အညာနေရာယူထား၏ယူပဗေဒအဖွင့်တီဝရီများနှင့်အခြေခံကဲကုလနှင့်ကဲကုလ၏ထူးခြားချက်များဟူသည့်စာအုပ်ကြီးနှုတ်ဖြစ်လေသည်လင်မယားနှစ်ယောက်ညနေခင်းများတွင်ညဝတ်အင်ကြီးကိုစီနှင့်ခြေညက်ဖက်နှက်စီးကသိပ္ပံစာအုပ်တွေနှင့်အချိန်ကုန်တက်ကြသည်ဒီအထဲကပကြီးပြပွဲရှိလျင်မလွတ်တမ်းကြည်ကြ၏တစ်နှစ်တစ်ကြိမ်လောက်တော့ရုပ်ရှင်သို့မဟုတ်ကဆက်ကြည့်ဖြစ်ဖို့သတိထားကြသည်ဧကန်ပွဲများညစာစားပွဲများတွင်သူတို့လင်မယားကိုဘယ်တော့မှတွေ့ကြရမည်မဟုတ်နိုင်ငံတော်အစိုးရကကျင်းပသည့်ပွဲမျိုးကိုတော့သူတို့ရှောင်လို့မရပေဒီလိုပွဲမျိုးတက်ဖို့မာရီတွင်ပွဲတက်ဝတ်စုံကောင်းမရှိပေရှိသည်တိုးမွေးဝတ်စုံကိုအချုပ်သမားတယောက်နှင့်ဟိုနေရာသည်ဒီနေရာချုပ်နှင့်ပုံအမျိုးမျိုးပြောင်းပြီးဝေရသည်ဝတ်ကောင်းစားလာနှင့်မိန်းမသားများကမာရီကိုကြည့်ပြီးတနာကြလိမ့်မည်မာရီသည်မိန်းမသားတို့၏ဖက်ရှင်အကြောင်းကိုလုံးဝနားမလဲတို့ရာတွင်သူ့စီရင်ထုံးဖွဲ့ပုံမှာသူ့စရိုက်နှင့်လိုက်ဖက်နေသဖြင့်တမျိုးကြက်တရေရှိနေသည်သာရွှေရောင်ဖြော့စပင်ကိုဦးခေါင်းပေါ်တွင်ရိုးကလေးထုံပြီးရွှေကြိုးကလေးကလဲတိုင်ကြော့တွင်ရော့ကလေးကျနေသည့်အခါမာရီသည်မိန်းမကြက်တရေဖြင့်ရှုချင်စပွဲတင့်တယ်နေသည်သာတညက်နေအပြင်ထွက်ကြစဉ်ပီယာကဇနီးကလေးကိုတေးသေးချာချာကြည့်ပြီးမင်းမလည်းဒီတထဲတဲနဲ့စခန်းသွားနေရတယ်နော်ဟုခက်ညီညီလေးပြောသည်ပြီးမှတက်ပြင်းချပြီးအေးလေတို့မှာအဝတ်အစားအတွက်အချိန်မှမရှိတာဟုဖြည့်ပြောပြန်သည်ပီယာနှင့်မာရီတို့အတွက်ခစ်စန်းချိန်ရောက်လာပြီသူတို့ဤကြိုးပမ်းမှုကိုပြင်သစ်အစိုးရကသတိထားမိစပြုလာပြီဖြစ်၏ဇူလိုင်လထဲတွင်သိပ္ပံအကယ်ဒမီကိုပီယာဝင်လိုက်သည်ဝင်ပြီးသည်နှင့်ဒီဝင်းကျင်နှင့်ဂွင်မကြကြောင်းတွေ့လာရသည်အဖွဲ့ဝင်အချို့ကသူ့ကိုမကြိုက်ကြအောက်တိုဘာလထဲတွင်ရေးသည့်စာတစ်စောင်၌အကယ်ဒမီအတွက်အသုံးချလို့ရမယ်ဘာပစ္စည်းမှလည်း
ကျွန်တော်သူတေသနာမလုပ်နိုင်သေးဘူးဟုပါရှိသည်သို့သောအကယ်ဒမီအဖွဲ့ဝင်ဖြစ်သွားပြီဆိုသည်နှင့်စိတ်ဝင်စားစရာတွေရှိလာသည်ယူပဗေဒတွင်ကလထိုင်တနေရာရလိုက်ခြင်းဖြစ်၏လောလောဆယ်တွင်သူ့အားစော်ဘုန်းတက္ကသိုလ်တွင်ပင်တာဝန်ဆက်ပေးထားသည်စင်စစ်ပီယာကလည်းစော်ဘုန်းကတပည့်တွေနှင့်ခွဲချင်သူမဟုတ်အားလုံးရေကန်အသင့်ကြာအသင့်ဖြစ်သွားလေတော့သည်ဓာတ်ခွဲခန်းမှာပီယာနှင့်မာရီတို့လိုသလောက်မပြည့်စုံတော့လဲရင်ခွဲယုံကြီးနှင့်စားလင်အပုံကြီးသာသဖြင့်လင်မယားနှစ်ယောက်ဝမ်းသာနေကြ၏အစိုးရကလာစာပေးထားသည့်ဓာတ်ခွဲခန်းအလုပ်သမား3ယောက်ရှိသည်ဓာတ်ခွဲခန်းတာဝန်ခံရာသူကိုမာရီကယူရမည်မာရီကပါရဂူဘွဲ့ကိုဂုံတူးတွေတတိတန်းကြီးဖြင့်အောင်မြင်ပြီးဖြစ်၏ပထမဆုံးအကြိမ်အဖြစ်လင်းတော်မောင်ဤဓာတ်ခွဲခန်းတွင်တရားဝင်တာဝန်ထမ်းဆောင်ရခြင်းဖြစ်လေသည်1906ခုနှစ်ဧပြီလတွင်ရေးသည့်စာတစ်စောင်၌ပီယာကအရှိန်မြင့်လာလို့ထွက်လာတဲ့ရေဒီယမ်ပမာဏကိုတိတိကျကျသိရအောင်ကျွန်တော်နဲ့မဒန်ဂျူရီအတူတူအလုပ်လုပ်နေကြပါတယ်ဟုရေးခဲ့သည်ဒီစလုံးများကိုပီယာမသေးမီ9နှစ်ကရေးခဲ့ခြင်းဖြစ်၏သူတို့နှစ်ဦး၏ကြိုးပမ်းပူပေါင်းမှုအလှအပကိုဖော်ကျူးထားခြင်းဖြစ်၏ဘယ်တော့မှရိုင်းလဲမသွားနိုင်သည့်ပူပေါင်းမှုမျိုးဓာတ်ခွဲခန်းထဲတွင်ခြေလန်းတိုင်းသည်သူတို့နှစ်ဦးကိုပို၍နီးစပ်လာစေမိညီညွတ်လာစေမိခြေလန်းများကြီးဖြစ်နေ၏အတွေးသစ်များမေးခွန်းသစ်များသည်နှစ်ဦးကြားတွင်မြားပစ်သလိုလူလာခောက်ပြန်ပြေးလွှားနေကြ၏တဦးကိုတဦးချီကျူးကြဂုံပြူကြနှင့်ပျော်စရာကောင်းသလိုညင်းကြခုန်ကြစကားများကြသည်များလည်းရှိ၏သို့သောအချစ်များစွာဖြင့်သာသူတို့နှစ်ယောက်သည်ညီမျှခြင်းတစ်ဖက်စီမှကိန်းကနန်းများနှင့်တူ၏တဦးကိုတဦးနှစ်ကာချစ်ကြသလိုလှုပ်ဖို့ကိုင်ဖက်များအနေဖြင့်လည်းအပြန်အလှန်လေးစားကြ၏လေးနက်တည်ငြိမ်သည့်အချစ်မျိုးဖြင့်ချစ်ကြသည်ချစ်သူအချင်းချင်းသာထားရှိနိုင်သည့်ဆက်ဆံရေးမျိုးဖြစ်သည်1906ခုနှစ်နှစ်ကူးပွဲတော်ရက်များကရာဒီဥဒုကြည်လင်သာယာလျက်ရှိသည်ပီယာနှင့်မာရီတို့နှစ်ယောက်တောပိုင်းတွင်ငားထားသည့်အိမ်ကြီးတအိမ်တွင်ရက်ပေါင်းများစွာစောင်းခိုအနားယူလျက်ရှိသည်တနင်္ဂနွေနေ့တွင်ဟုတ်ဝေးစီမှခေါင်းလောင်းထိုးတံများလွင့်ပြန်လာချိန်တွင်လင်မယားနှစ်ယောက်သဘိန်းကိုစီကတောထဲသို့ထွက်လာခဲ့ကြသည်အပြန်တွင်ထုံးစံအတိုင်းတောပန်းတွေတပွေးတစ်ပိုက်ကြီးခူးပြန်ခဲ့ကြ၏မနေ့ကပင်ပန်းသဖြင့်နောက်နေ့တွင်တောမလဲတော့ပဲနားလိုက်ကြသည်နှစ်ယောက်သားမျက်ခင်းပေါ်တွင်ပြင်းသည့်ပြင်းရွယ်လဲလျောင်းနေကြ၏အိုင်ရင်းကပိုက်ကလေးဖြင့်လိပ်ပြလိုက်ဖမ်းနေသည်မိလင်ဝမ်းသာအားရအော်သည်အိုင်ရင်းသည်ယောက်ျားဝတ်ဘောင်းမီတိုနှင့်မိန်းမဝတ်ရှက်အင်ကြီးဝတ်ထားသဖြင့်တစ်မျိုးဖြစ်နေ၏ဒါကိုပင်ပီယာကသဘောကျပြီးချစ်စရာသမီးကလေးကိုမျက်မျက်နိုးနိုးကြည့်နေမိသည်ပန်းချံထဲတွင်စိတ်လွတ်လက်လွတ်ပြေးလွှားနေသည်သမီးကလေးကိုတလဲမလုံးမရှက်ငြိမ်သက်နေသည်ချစ်စနီးကိုတလဲကြည့်နေ၏မာရိပါပြင်းနှင့်သပင်တွေကိုလက်နှင့်ပုတ်သက်နေရင်ခတ်တိုးတိုးပြောသည်တိတ်ဆိတ်ချမ်းသာတာပဲမာရီရဲ့ဗုဒ္ဓဟူးနေ့ညတွင်ပါရီသို့ပြန်ခဲ့ကြသည်ရာသီဥတုမှာလုံးဝပြောင်းလဲသွား၏လေတဟူးဟူးတိုက်ကအေးစိမ်လာသည်မိုးပေါက်တွေမှန်မရင်းကိုတပြန်းပြန်းပတ်နေ၏လမ်းထဲမှာဆိုရွှဲပြောင်လက်နေသည်ကြာရာပရိနေ့တိုင်အောင်မိုးကမပြေနိုင်အောင်ရွာနေစေမနက်မိုးလင်းသည်နှင့်အလုတ်ကိုစီဖြင့်ရှုပ်ရှက်ခတ်နေတော့၏ကလေးနှစ်ယောက်ကိုအဝတ်လဲပေးရင်ဒီနေ့ဓာတ်ခွဲခန်းကိုလာနိုင်တော့မည်မဟုတ်ကြောင်းအပေါ်ထပ်မှပီယကိုလှမ်းအော်ပြောလိုက်သည်အိမ်တွင်လှုပ်ရှားတွေကအပုံအပင်ထိုနေ့ကပီယာသည်
စာဗင်တေးဟိုတယ်တွင်လုပ်ဖော်ကိုင်ဖက်များနှင့်နေ့လည်စာစားသည်မွန်လွဲ2 နာရီခွဲတွင်အားလုံးကိုအပြုံးဖြင့်နှုတ်ဆက်ပြီးထွက်ခဲ့သည်ဟိုတယ်မှအထွက်တွင်ကောင်းကင်ကိုမော့ကြည့်ပြီးမျက်နှာတစ်ချက်ရှုပ်လိုက်သည်ထီးဖွင့်ပြီးမိုးထဲလေထဲသို့ထွက်ခဲ့၏ဒီဖနီလမ်းရောက်တော့ယထာလုံးသမားတွေအော်တန်းဓာတ်ရထားဘိန်းတန်တွေဖြင့်စူညံနေ၏သို့သောပီရအတွက်ဘာမှအနောက်အရှက်မဖြစ်ကို့အတွင်းနှင့်ကိုဆက်ရှောင်နေသည်ပြီးတော့အမတ်မထင်လမ်းကိုဖြတ်ကူးလိုက်သည်ရှေ့တက်တဲ့မှာအေယာမယထာလုံးကြီးဘွားကနေပေါ်လာ၏ပြေးလွှားနေသောမြင်းကြီးဤရင်ဘတ်အောက်မရောက်အောင်အထိတ်တလန့်နှင့်ရှောင်လိုက်သည်ဤတွင်မိုးရေတွေဖြစ်ဆိုနေသောပလက်ဖောင်းအဆက်တွင်ခြေတစ်ဖက်ချော်ကားလဲကျသွားတော့၏အထိတ်တလန့်အော်တန်တွေစူညံသွားသည်မြင်းရထားသမားကဇက်ကြိုးကိုအလန့်တကြားဆောင်ဆွဲပြီးအရှိန်တက်လိုက်သည်သို့သောအေယာမယထာလုံးကြီးသည်ဂိုက်ပေါင်းများစွာဆက်ပြီးရှော့တိုက်ပြေးလွှားနေ၏နောက်ဘိန်းတဘိန်းကပီယာဤဦးခေါင်းကိုကြိတ်ကာဒရွတ်ဆွဲသွားတော့သည်ရဲကချက်ချင်းရောက်လာပြီးပီယာကိုကောက်ယူတော့အသက်ကကုန်နေပြီပွဲချင်းပြီးသေဆုံးသွားခဲ့ခြင်းဖြစ်သည်ဆေးရုံရောက်တော့ဆရာဝန်တယောက်ကပုံးရပဲရမရှိသည့်မျက်နာကိုတန့်စင်ဆေးကြောပြီးဦးခေါင်းကိုပတ်တီးစီပေးသည်ဆေးရုံကတက္ကသိုလ်မဟာသိပ္ပံဌာနသို့လှမ်းအကြောင်းကြားသည်အချိန်အနည်းငယ်အတွင်းနိုင်ငံတော်သမ္မတ၏ကိုယ်စားလှယ်တယောက်မာရိအိမ်တကားကိုလာခေါက်နေပြီမဒန်ဂျူရီပြန်မရောက်သေးကြောင်းသိသဖြင့်ပြန်သွားသည်နောက်တကားလာခေါက်သူကမဟာသိပ္ပံဌာနမှူးပေါအေဘယ်ဖြစ်သည်သူကအိမ်ထဲဝင်ပြီးထိုင်ဆောင်နေသည်ညနေ6 နာရီတိတိတွင်မာရီတကားတော့ဖွင့်ပြီးဝင်လာသည်ပြုံးပြုံးရွှင်ရွှင်ဝင်လာခြင်းဖြစ်၏အေပယ်ဤမျက်နှာအမူအရာကိုကြည့်ပြီးတခုခုဖြစ်ပြီးဟုမာရီချက်ချင်းသိလိုက်သည်ပါမောက္ခကအဖြစ်အပျက်ကိုပြောပြသည်မာရီကမတုံမလုံးကြောက်စစ်ရုပ်တရုပ်လိုငြိမ်နေ၏မကြည့်ရက်စရာအကြာကြီးတိတ်ဆိတ်နေပြီးမှမာရိနှခမ်းအစုံကလှုပ်လာသည်ပီယာသေးပြီဟုတ်လားတကယ်သေးပြီပေါ့နော်ဆရာ1906ခုနှစ်ဧပြီလ19ရက်နေ့တွင်ပီယာကွယ်လွန်ကြောင်းသိရသည့်အချိန်မှစပြီးမဒန်ဂျူရီသည်အလွန်တနာစရာကောင်းသောဘာနှင့်မှကုစား၍မရသောအထီးကျန်ဝေဒနာရှင်မိန်းမသားတဦးဖြစ်သွားလေတော့သည်ပီယအလောင်းကိုအိမ်သေးလာပေးဖို့တိုတိုတုတ်တုတ်ပင်ပြောလိုက်သည်ပြီးတော့တငယ်ချင်းတယောက်ကိုအိုင်ရင်းကလေးအားခဏခေါ်ထားပေးဖို့အကူအညီတောင်းလိုက်သည်အေးဝကလေးကိုခါတိုင်းလိုပဲရေချိုးပေးရပါလားဟုလဲတငယ်ချင်းမကိုမေးသေးသည်ဝါစောကိုအကျိုးအကြောင်းတန်ကြိုးတစ်စောင်ပို့လိုက်၏ပြီးတော့ပန်းချံထဲဆင်းလာခဲ့သည်မြက်ခင်းမှာရေတွေရွှဲဆိုနေ၏ခုံတန်းလျားပေါ်တွင်ဒူးပေါ်တထောင်စစ်ထောက်ပြီးထိုင်ချလိုက်သည်မျက်နာကိုလက်ဝါးနှစ်ဖက်ကြားတွင်မောက်ချထား၏မာရီဘာမှမမြင်တော့ဘာမှမကြားတော့လောကကြီးတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားလေပြီချစ်သူရောက်အလားကိုစောင့်နေသည့်မိန်းကလေးည8 နာရီတွင်ဆေးရုံကအိမ်ရှိထိုးဆိုင်လာသည်အလောင်းတင်တွန်းလဲကိုအိမ်ထဲသို့ခပ်ဖြည်းဖြည်းတွန်းယူလာကြ၏အောက်ထပ်အခန်းတစ်ခန်းထဲတွင်နေရာချထားလိုက်၏လာပုတ်သူတွေပြန်သွားတော့အခန်းထဲတွင်မာရီတယောက်တည်းကျန်ရစ်သည်ပျော့ခွေနေသည်ပီယအလောင်းမှာပူပူနွေးနွေးအတိုင်းရှိသေး၏အထူးသဖြင့်လက်တွေချစ်လီဤမျက်နာကိုငုံနှမ်းလိုက်၏အလောင်းပြင်ဖို့ရေချိုးဖို့အချိန်ရောက်လို့ဝိုင်းလို့ကြတော့အခြားအခန်းတစ်ခန်းထဲတွင်ခဏသွားနေရန်မနှဲတောင်းပန်ကြရသည်မာရီအခန်းထဲမှထွက်ပေးလိုက်၏သူ့ခြေလမ်းများကတညာမဲ့နေသူဤခြေလမ်းများသို့သော
10 မိနစ်မြချစ်သူအနာကခွာမသွားခြင်းသလိုအလောင်းပြင်မပြီးမီပြန်ရောက်လာသည်ပြီးတော့ပီယကိုအတင်းဖတ်ထားသည်နေမညညမနေ့အချိန်တွေကုန်နေ၏မာရီသည်ရင်ထဲကဝေဒနာကိုဘယ်သူနှင့်မှမျှဝေမခံစားပဲတကိုယ်တည်းကြိတ်ခံစားနေသည်အပြင်းစားဝေဒနာကိုခံစားနေရသည့်ကာလဖြစ်၏နေ့စဉ်မှတ်တမ်းစာအုပ်ဖွင့်ပြီးရေးသည့်အခါစာအုပ်ပေါ်သို့မျက်ရည်တွေကတပေါက်ပေါက်ကျနေ၏မောင်မာရီအချစ်ဆုံးမောင်ရဲ့တနာလိုက်တာကွယ်မောင်ခေါင်းမှာပတ်တီးတွေစီးထားတယ်အေးအေးဆေးဆေးအိတ်နေတဲ့မောင်မျက်နှာဟာအေးမြလာပါတယ်မြင့်မြတ်လာပါတယ်တိတ်လောဘကြီးတာပဲလို့ကျမခဏခဏပြောတဲ့မောက်နှခမ်းတွေအယောင်အစင်းမရှိတော့ပဲဖြူဖြော့ဖြော့ဖြစ်နေတယ်မောင်ကျမလက်နှစ်ဖက်နဲ့ပွေပြီးရင်ငွေထဲမှာအမြဲထည့်ထားတတ်တဲ့မောက်ဦးခေါင်းဟာဘလောက်များနာရှာလိုက်မလဲကွယ်တနာလိုက်ပါပြီမောင်ရဲ့ကျမမောင်မြတ်ခွန်ကလေးတွေကိုနမ်းနေတယ်အချစ်နမ်းရင်မောင်ကအမြဲတမ်းအလိုက်သင့်မေးပေးတတ်တဲ့မျက်ခွန်ကလေးတွေပေါ့စနေနေ့မနက်မှာမောင်ကိုအခေါင်းတစ်တာတဲ့ထည့်ကြတယ်ကျမကဦးခေါင်းကိုဝိုင်းကင်ပြီးထည့်ပေးတယ်လေပြီးတော့မောင်မျက်နာကိုနောက်ဆုံးအနေအဖြစ်နဲ့ကျမနမ်းလိုက်တယ်ပြီးတော့ပန်းချံတွေကဇလက်ပန်းတွေနဲ့ကျောင်းသူဘဝကရိုက်ထားခဲ့တဲ့ဓာတ်ပုံကလေးထည့်ပေးလိုက်ပါတယ်တိတ်လိမ်မာတဲ့ကျောင်းသူကလေးလို့မောင်ပြောလိရှိတဲ့ပုံလေးလေအဲ့ဒီဓာတ်ပုံထဲကကောင်မလေးဟာမောင်ကိုပျော်ရွှင်မှုတွေပေးခဲ့တဲ့မောင်နဲ့အတူဘဝကိုတာဝန်ခွဲယူပြီးတက်ညီလက်ညီရှောက်ခဲ့တဲ့ကောင်မလေးပါမောင်ပြောဖူးတယ်လေကျမနဲ့လက်တွဲဖို့ဆုံးဖြတ်ချက်ချခဲ့တုန်းကပေါ့ဘယ်တုန်းကမှဒီလိုမြန်မြန်ဆန်ဆန်မဆုံးဖြတ်ခဲ့ဘူးတဲ့အဲ့ဒါလိုလှုပ်ဖြစ်တာကလည်းမမားနိုင်ဘူးလို့ထင်လို့တဲ့ဟုတ်ပါတယ်မောင်မမားခဲ့ပါဘူးနော်မောင်နဲ့ကျမဟာတယောက်အတွက်တယောက်မွေးဖွားလာသလိုဘဝနှစ်ခုပေါင်းဆက်ပြီးတစ်ခုတည်းသောဘဝကိုတည်ဆောက်နိုင်ခဲ့တယ်လေမောင်အခေါင်းကိုသူတို့ပိတ်လိုက်ကြပြီမောင်ကိုကျမဘယ်တော့မှမြင်ရမှာမဟုတ်တော့ဘူးကြက်တရေမရှိတဲ့အဝတ်မဲကြီးနဲ့မောင်ကိုလွှမ်းကြမလို့တဲ့ဒါကိုတော့ကျမအပြက်ညင်းခဲ့တယ်နဘေးမှထိုင်ပြီးကျမကိုယ်တိုင်မောင်တကူလုံးပန်းပွင့်တွေနဲ့ဖုံးပေးတယ်လေအားလုံးပြီးသွားပြီပေါ့မောင်ဟာနောက်ဆုံးအိတ်ဆက်ခြင်းအဖြစ်နဲ့မြေကြီးအောက်မှာအိတ်တော့မယ်ပေါ့နော်အားလုံးအကုန်လုံးဆုံးခန်းတိုင်သွားပြီပေါ့နော်မောင်မာရီအနေဖြင့်ချစ်လင်တယောက်ရဲဘော်ရဲဘက်တယောက်ဆုံးရှုံးခဲ့လေပြီကဘာကြီးအတွက်ကမဟာလူသားတယောက်ဆုံးရှုံးခဲ့ရခြင်းပင်ဖြစ်သည်နိုင်ငံအသီးသီးမှရောက်လာသည့်ဝမ်းထဲတဝင်လွာတွေမှာအိမ်တွင်တောင်ပုံညာပုံဖြစ်နေပြီမာရီကတခုပဲတောင်းဆိုသည်စကီအိုရှိအမေတင်ချိုင်းနဘေးတွင်ပီယကိုအတက်နိုင်ဆုံးရိုးသားစွာဂူသွင်းတကြိုဖို့ဖြစ်၏ထိုစဉ်ကသိပ္ပံပညာရေးဌာနဝင်ကြီးဖြစ်သည့်အစ္စရေတီဘရိန်းကမာရီဆန္ဒနှင့်ဆန့်ကျင်ပြီးစင်ကြေဘုံရက်ကွက်မှတင်ချိုင်းသို့ကျူရီလင်းမယား၏ရင်းနှီးသူမိတ်ဆွေအပေါင်းအသင်းများနှင့်အတူလိုက်ပို့သည်ဦးခေါင်းတွင်မျက်နှာဖုံးချထားသည်မဒန်ကျူရီ၏ပုံတရံကိုသတင်းထောက်တွေကအုတ်ကူတွေကြားမှစောင့်ကြည့်နေကြ၏မာရီသည်ရောက်ခမလုပ်သူဒေါက်တာကျူရီ၏လက်မောင်းကိုတွဲပြီးအုတ်ကူစီသို့ပီယအခေါင်းကိုတရွေ့ရွေ့ထမ်းသွားနေကြသူများနောက်မှရှောက်လိုက်လာ၏ဂူနာရောက်တော့တည်ငြိမ်စွာရက်လိုက်သည်ပန်းစီတစည်းပိုက်လာသူတဦးထံမှမာရီကစက်ကနေလန်းဆွဲပြီးပန်းပွင့်တွေကိုတပွင့်ချင်းဆွဲဖြုတ်သည်ပြီးတော့အခေါင်းပေါ်တွင်ဖြန့်ကျဲသည်သူဖြန့်ကျဲနေပုံကခပ်ဖြည်းဖြည်းနှင့်တီတီငိမ့်ငိမ့်ဖြစ်၏ခန့်ခန့်ညာညာရှိသည်အတုပရှုလာကြသည့်ပရိသတ်ကိုသူလုံးဝမေ့နေပုံအားလုံးကတိတ်ဆိတ်နေကြ၏ဘာတန်မျှမကြားရသားအတွက်တောကရောက်နေသည်အရက်မြင့်မြင့်နှင့်ဒေါက်တာကျူရီ
တာကြီးချက်တန်ကြိုးရလင်ရချင်းလိုက်လာသည်ဂျိုးဇက်ဆက်ကလိုဒေါ့စကီနှင့်ဘရိုညာတို့အားလုံးဆက်ရုပ်တရုပ်လိုဖြစ်သွားသည်မာရီကိုရင်ထုမနာဖြင့်ကြည်နေကြ၏အရန်လဲစိုးရိမ်နေကြ၏သမီးကလေးနှစ်ယောက်ကိုပင်မာရီသတိမရတော့သလိုဝိယုံနတ်ကိုစင်မြန်းကအတောင့်သာရက်လျက်ခန္ဓာကိုယ်မှာဝိညာဉ်မရှိတော့သလိုသို့သောအခြားသောသူများကမူသူ့အတွက်အလုရှုပ်နေကြ၏အာတုဘချပြီးနောက်တစ်နေ့တွင်ပြင်သစ်အစိုးရကကျူရီမိသားစုကိုနိုင်ငံတော်ပင်စင်ပေးဖို့စကားကမ်းလှမ်းလာသည်မွေးရပါတတိတွေးသည်မာရီသွေးကြောများတဲ့တွင်တဖြည်းဖြည်းလူးလွန်နိုးကြလာကြ၏မာနပါပြင်ကလေးထောင်လာပြီးအစိုးရ၏ကမ်းလှမ်းချက်ကိုညှင်းလိုက်သည်ကျမအတွက်ပင်စင်မလိုပါအရွယ်ရှိသေးသဖြင့်ကျမအသက်ကိုကျမမွေးနိုင်ပါသည်ကလေးတွေကိုလည်းရှာကျွေးနိုင်ပါသည်ဟုပြန်ကြားလိုက်လေသည်စော်ဘွန်းတက္ကသိုလ်တွင်မာရီနှင့်ပတ်သက်ပြီးအစဉ်အလာတွေပြက်ကုန်သည်မဟာတိပ္ပံဌာနကပိယရာထူးကိုမာရီအားပေးဖို့တညီတညွတ်ထဲကန့်ကွက်သူမရှိဆုံးဖြတ်လိုက်ကြ၏ပြင်သစ်နိုင်ငံအဆင့်မြင့်ပညာရေးသမိုင်းတွင်ဤမြမြင့်မားသည့်ရာထူးကိုမိန်းမသားတဦးအားပေးအပ်ခြင်းမှာပထမဆုံးအကြိမ်ဖြစ်လေသည်ရောက်ခမကြီးကမာရီလက်ခံရမည့်တာဝန်မှာမိ၍မိမြကြီးမားကြောင်းရှင်းပြနေသည်မာရီကခက်ရွှင်ရွှင်ကလေးနားထောင်နေရာမှတိုတိုတုတ်တုတ်ပင်ဖြေလိုက်သည်စ조사ရမှာပေါ့လေဟူ၍ဖြစ်သည်ပီယာပြောဖူးသည်မဟုတ်လားဘာပဲဖြစ်နေဒိုးနှစ်ယောက်တည်းကတယောက်ယောက်ကြံရစ်နေလို့ဝိညာဉ်မပါတဲ့ခန္ဓာကိုယ်နဲ့ပဲဖြစ်ဒီအလုပ်ကိုတော့ဆက်လုပ်ရမှာပဲဟုဖြစ်လေသည်နောက်မကြာမီရက်များတွင်နေ့စဉ်မှတ်တမ်းပြန်ရေးသည်ချစ်တဲ့မောင်ရေငုဆက်တွေပဲပန်းတွေပွင့်နေပြီနှင်းစီတွေရောပဲအဲ့ဒါမောင်ကိုပြောချင်လို့မောင်တိတ်သဘောကျနေမှာပါနောက်ပြောစရာရှိသေးတယ်မောင်ရာထူးမှာကျမကိုသူတို့ခန့်ထားကြတယ်ပြောရအောင်မယ်အခုလေနေအောင်ကြီးကိုရောပန်းတွေကိုပါကျမမချစ်တော့ဘူးအဲ့ဒီမြင်ကွင်းတွေမြင်ရရင်ကျမခံစားရလို့ပါကြည်လင်နဲ့ယာဒီဥတုမျိုးကိုမုံဖို့မကြိုးစားမိတာကတော့သမီးကလေးတွေအတွက်လိုအပ်နေလို့ပါဓာတ်ခွဲခန်းထဲမှာကျမတနေကုန်အလုပ်လုပ်ပါတယ်ကျမမှာလှုပ်ရှားတာပဲရှိတော့တာလေဂျိုးဇက်ပါရီမှပြန်သွားပြီမကြာမီဘရွန်ညာလဲပြန်တော့မီတညက်နေတွင်မာရီကအမလှုပ်သူကိုသူ့အိတ်ခမ်းထဲခေါ်သွားသည်နွေရာသီမို့ပူလောင်အိုက်ဆက်နေပါလျက်မီးလင်းဖိုထဲတွင်မီးတွေတဟုန်ဟုန်တောက်နေသည်အခန်းတကားကိုတော့ပိတ်လိုက်ပြီးစကားတခွန်းမှမပြောဘဲဗီဒိုဖွင့်ကအထုပ်တထုပ်ကိုယူထုတ်လိုက်သည်ပြီးတော့မီးလင်းဖို့နဘေးတွင်တွားထိုင်သည်ဘရွန်ညကိုပါထိုင်ခိုင်းသည်ဘာများပါလဲဟုဘရွန်ညာအံ့ဩနေမိ၏ဘရွန်ညာမာရီကိုကူပါအောင်တော့စက်ကူထုတ်ကိုမာရီကျိုးဖြီနေသည်လက်မအော်မိအောင်ဘရွန်ညာမနှဲထိန်ထားလိုက်ရ၏ပီယာနောက်ဆုံးဝတ်သွားသည့်ဝတ်စုံရွှွန့်တွေသွေးတွေစီးကပ်ပေးကြံနေသည့်အင်ကြီးနှင့်ဖောင်းမိကက်ကြီးတလက်ဖြင့်ကုတ်အင်ကြီးကိုအရင်စဖြတ်သည်အပိုင်းပိုင်းဖြတ်ပြီးမှမီးဖိုထဲသို့တဆစီပစ်ထဲသည်လောင်ကျွမ်းပြောက်ကွယ်သွားသည့်အစများကိုသူစိုက်ကြည့်နေ၏ရုတ်တရက်ထရက်လိုက်ပြီးမျက်ရည်တွေကျလာ၏ပြီးတော့လက်ထဲမှအဝတ်ကိုအငမ်းမရနမ်းရှုပ်ပြန်သည်ဘရွန်ညာကသူ့လက်ထဲမှအဝတ်ကိုဆွဲယူပြီးသူလှုပ်သလိုလှုပ်လိုက်သည်ဖြတ်လိုက်အစတွေကိုမီးဖိုထဲပစ်ထဲလိုက်ကုံသွားသည့်အထိဘရွန်ညာလှုပ်ပေးနေသည်နောက်ဆုံးတွင်မှတစ်ဆို့ဆို့အတန်ဖြင့်မာရီကစကားဆသည်ဒီဝတ်စုံကိုသူများတွေကင်ကြည့်တာမာရီမကြည့်နိုင်ဘူးပြီးမှဘရွန်ညကိုမိလိုက်ပြီးကဲပြောမာရီဘလို့ဆက်နေရမလဲ
ဆက်ပြီးအသက်ရှင်နေရမယ်ဆိုတာမာရီသိပါတယ်ဒါပေမဲ့ဘလို့လုပ်နေရမလဲဟင်ပြောစမ်းမအောင်ဘရောညာဘလို့လုပ်နေရမလဲယခုမှအမလုတ်သူကိုတိုင်းဖက်ပြီးအာရပါရငိုချနိုင်တော့သည်နောက်ဆုံးကြမှာခြေကုံလက်ပန်းကျသွားသောတနာစရာကောင်းလာသည်ညမလေးကိုဘရောညာကအဝတ်အစားလဲပေးပြီးအိယာထဲတွဲပို့ရသည်မနက်မိုးလင်းသည်နှင့်မာရီသည်အလွန်အေးဆက်သောဆက်ရုပ်တရုပ်ပြန်ဖြစ်သွားပြန်သည်ဧပြီလ19ရက်နေ့ကတည်းကမာရီနေရာကိုအစားဝင်လာသောဆက်ရုပ်ပုံစံနှင့်မိန်းမသားတဦးဘရောညာဝါစောပြန်မီနေ့တွင်ယထာပေါ်မတက်မီပွေ့ဖက်နှုတ်ဆက်တော့လေမာရီအသက်ဝင်မလားငူငူငိုင်ငိုင်နှင့်ပင်မာရီအသက်38နှစ်ရှိပြီအိမ်ထောင်ဦးစီးဘဝရောက်လာပြီလှုပ်ရှားတွေကအပုံအပင်အိမ်တွင်ဘဝသည်ပုံတရံတစ်မျိုးဖြင့်စတင်နေလေပြီပီရစီတို့အာယုံရောက်နေချိန်တွင်မူရန်ခါတတိလွတ်နေတတ်၏အပြင်တကားဖွင့်နှံကြားလျင်သူပြန်လာသည်ဟုထင်၏ဒါဟာအဖြစ်မှန်မဟုတ်နိုင်ပါဘူးအိမ်မက်ဆိုးကြီးပါဟုထင်သည့်အခါထင်နေတတ်၏ဒီလိုတရင်ကပေါင်းများစွာကဘဝတကားကိုလာခောက်နေစေမာရီဆုံးဖြတ်ချက်တစ်ခုချလိုက်သည်ဒီຫນွေတွင်ကလေးတွေကိုသူ့အဖိုးနှင့်တောပို့ထားမိမာရီနှင့်နေပေးဖို့ရောက်လာသည်ဟီရကိုပါထဲ့လိုက်မိမိမိကပါရီတွင်နေရစ်ပြီးနောက်နှစ်စာတင်ဖို့ပြင်ဆင်ရမည်ဒီနည်းဖြင့်ပီရဂုံတိတ်ခါကိုထိန်းရမည်သူ့တာဝန်ကိုလက်ဆင့်ကမ်းဆက်ယူရမည်နိုဘယ်ဆုရှင်မုတ်ဆိုးမကလေးလူတော်ထဲပြန်ဝင်လာမိပုံကိုပါရီတစ်မြို့လုံးကရင်တမမဖြင့်စောင့်ကြည့်နေကြ၏စော်ဘွန်းတက္ကသိုလ်တွင်ပထမဆုံးအနေဖြင့်မိန်းမသားတဦးပြောမိသင်တန်းအဖွင့်မိန့်ခွန်းကိုကြားကြရတော်မူထိုမိန်းမသားသည်အလွန်ထက်မြက်ပြီးအလွန်ကန်ဆိုးရှာသည့်အိမ်ထောင်သည်တဦးဖြစ်၏မာရီဤသင်တန်းအဖွင့်မိန့်ခွန်းပြောမိနှင့်ရောက်လာသည်စင်ချေလျှောစာသင်ခန်းမကြီးထဲတွင်ရောဝရဏာတွင်မှာပရိသတ်တွေပြည့်ရှံနေပြီးအပြင်ကွက်လက်ထဲတွင်မှာလူတွေကြက်ပြန်မကြလာရောက်နားထောင်နေကြ၏မရန်ကျူရီဝင်းအလာကိုမမြင်လိုက်မှဆိုသဖြင့်လဲတဆန့်ဆန့်ဖြစ်နေကြ၏တီတိုနှင့်အမျိုးမျိုးထင်ကြေးပေးနေကြသည်ဘလို့စကားနှင့်စပြောမှာပါလေဝင်းကြီးကိုကျေးဇူးတင်စကားနဲ့ဖွင့်ပါလားကျောင်းတော်ကြီးရဲ့ဂုံတိတ်ခါအမွန်းစကားနဲ့စမှာလားပီယာကျူရီအကြောင်းထုတ်ပြောပါမလားဒါကတော့တေချာသည်ယာဓုတစ်ခုကိုနောက်ဆုံးဆက်ခံသူကရှေ့လူရဲ့ဂုံပုတ်ကိုဖော်ထုတ်ချီးကျူးရသည့်အစဉ်အလာရှိသည်မဟုတ်လားဒါပေမဲ့အခုကိစ္စကတော့နေ့လေတနာရီခွဲတီတီတွင်နောက်ဖက်တကားရွက်ကြီးပွင့်လာပြီးမရန်ကျူရီခမ်းမဆောင်ထဲသို့လှမ်းဝင်လာသည်လက်ခုပ်တန်းတွေမိုးပြိုတော့မတက်ဆူညံသွား၏မျက်လွှာကိုချပြီးစင်မြင့်ပေါ်မှစပွဲရှည်ကြီးစီသို့ရှောက်သွားသည်လက်ခုပ်ဩဘာတန်းတွေကတော်တော်နှင့်မဆဲစပွဲကိုလက်ထောက်ပြီးရက်လိုက်သည်ပရိတ်တက်ဖက်လှဲ့ပြီးလက်ခုပ်တန်းအစဲကိုစောင့်နေ၏ဩဘာတန်းတွေရုတ်ချီးငြိမ်ကြသွားသည်မြင့်မြတ်တည်ငြိမ်လာသောမျက်နာနှင့်ဖြူဖြော့ဖြော့မိန်းကလေးဤရှေ့မှပရိတ်တက်သည်အမျိုးအမည်အားဖြင့်ခွဲခြား၍မရနိုင်သောစိတ်လှုပ်ရှားမှုဖြင့်ငြိမ်သက်ဆောင်ဆိုင်နေကြ၏မာရီကရှေ့တက်တဲ့တို့ကြည့်ပြီးစပြောသည်ရူပဗေဒပညာရပ်ဟာလွန်ခဲ့တဲ့10နှစ်အတွင်းမှာတိုးတက်မှုတွေရလာတယ်လို့စဉ်းစားတဲ့အခါလျှက်စစ်စွမ်းအားနဲ့ဒရက်ဝတ္ထုတွေမှာကျမတို့ရဲ့ရှာဖွေတွေ့ရှိမှုတွေကိုပီယာတင်ပြီးသည့်နေရာမှာတိတိကျကျဆက်ပြီးတည်ယူသွားခြင်းဖြစ်သည်ပရိသတ်အားလုံးမျက်ရည်တလဲလဲဖြင့်နားထောင်နေကြသည်အနှိမ့်အမြင့်မရှိသည်တည်ငြိမ်သောအတန်ဖြင့်သိပ္ပံဆရာမသည်အစမှအဆုံးတိုင်းတောက်လျှောက်တင်ညာပို့ချသွားသည်လျှက်စစ်စွမ်းအင်ဤ
တီဝရီအသစ်များအနုမျိုးပြိုကွဲမှုများရေဒီယိုသတ္တုကြွပစ္စည်းများအကြောင်းကိုထည့်ရှင်းသွားသည်ပို့ချချက်ပြီးသည်နှင့်အလွန်တည်ငြိမ်စွာပင်ဝင်လာသည့်တကားပေါက်မှခတ်သွက်သွက်ကလေးလှမ်းထွက်သွားလေတော့သည်